ရာသီလာချိန်ဆိုရင်တဲ့ပထမရက်တိုင်းလို့တဲ့မူးလဲသွားတက်ပြီးတော့ဗိုက်လဲအရန်အောင်နေရှင်တဲ့ဖြူဖြော့သွားပြီးတော့တဲ့တင်မလို့ပဲတဲ့အဲ့ဒါတဲ့ဘယ်လိုလုပ်တင်လဲပေါ့နော်အဲ့တော့ဒါတို့ဒီရာသီလာတာအမျိုးသမီးတွေရာသီလာရင်အမျိုးသမီးတိုင်းလို့ကဒီပထမဆုံးရက်ဆိုအရန်များတတ်တယ်နော်အရန်များတဲ့အခါကျတော့ဒါတို့ဒီသွေးတွေခန္ဓာကိုယ်ကနေအများကြီးဆင်းသွားတဲ့အတွက်ကြောင့်မလို့ဒီ pressure တွေကလည်းကျပြီးတော့လူကဖြူဖြော့သွားတတ်တယ်နော်အဲကြတော့ဒါတို့အဲ့လိုအချိန်ဆိုတက်စားလေးတစ်ချောင်းဝင်အောင်တောက်ပြီးမယ်ရှည်များတောက်မယ်နော်ပြီးရင်ဘဲအောင်လာကြတော့နာတာတက်တာအောင်တော့ဒါရှေ့ဗီဒီယိုတွေမှာလည်းအများကြီးပြောမှုပါတယ်နော်ဒီရင်သွေးအိတ်ကက်တာမျိုးလေးပြီးရင်ဆေးတောက်တာဆိုရင်ပါရာစီတမောတို့ဒေါ်ဖင်နယ်တို့ဒါမျိုးလေးတောက်လို့ရတယ်နော်တောက်ပြီးတော့ဒီရင်နွေးလေးချိုးပြီးတာမျိုးတွေဒါတွေလုပ်လို့ရတယ်နော်ဒါပေမဲ့လာတိုင်းဒီလိုနာတာကပို့ဆူးလာတယ်ဆိုလို့ရှိရင်တော့ဒါတို့ဒီတာဦးအိမ်လေးမှာရေအိတ်လေးတရားမျိုးလေးဖြစ်တဲ့အတွက်ကြောင့်မလို့အထရာဆောင်းလေးရိုက်ပြီးတော့ဒီတောက်ဖမရက်စရာဝင်လည်းပြဖို့တော့လိုတယ်နော်ဒါလာတိုင်းအဲ့လိုဖြစ်တာစိတ်လာလို့ရှိရင်တော့ဒါလေးပြဖို့လိုတယ်ပြီးတော့ဒီများဆင်းတဲ့သူမျိုးဆိုလို့ရှိရင်တန်တဲ့အာစီတစ်ခုလည်းတောက်တဲ့နဲ့နော်အဲ့လိုအချိန်မျိုးဆိုရင်ဖယ်လိုပစ်လေးတောက်ဓာတ်စားလေးတောက်နွေတူလေးနေပြီးအရင်နွေအိတ်လေးကပ်ပြီးဒါမျိုးလေးနဲ့တောက်လို့ကြည့်လို့ရတယ်နော်မတက်တာရင်တော့လာတိုင်းတော်စိတ်လာတယ်ဖြစ်တာလေစိတ်လာတယ်ဆိုရင်တော့စီကံပြပြီးအထရာဆောင်းလေးရိုက်ကြည့်ဖို့လိုတယ်နော်